26တက်လာခလေးဆက်ဘလူးတက်ဘူးလေဘလူးတက်ဘူးလေလူဘလူးတက်ဘူးလေလို့ဟိုရင်းကဒါအမော26အောင်တက်ဘူးလေဆိုဘလူးတက်ဘူးလေမဟုတ်ပါဘူးကျွန်တော်ပြောတာ26တက်ဘူးလေဘလူးတက်ဘူးလေလို့လူတနန်းပဲပြစ်တယ်ဆိုဟိုဒီကအဲ့လိုတနက်ပြတာရှိတယ်ကတော့လက်တော့မတတ်ဘူးကမလဲဟုတ်ကဲ့ကျွန်တော်တော့ level 4ခဲ့တယ် level လေးအဲ့လိုလက်ကြီးအများကြီးကျွန်တော်တက်တာ9ဟုတ်ပဲတက်ဘူးလေဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါတက်ဘူး တယောက်တက်ဘူးတယောက်ကြောက်တယ်စမီးကြောက်တယ်ရှက်လို့ရှိတယ်ဟုတ်ရှက်လို့ရှိတယ်ဖိုးတော့ပါလားပြတော့အကောင်းပြောတာလူတက်ဘူးလေအဲ့လောက်ကြီးကိုကြောက်ကျွန်တော်မလို့ရောတွေးပါကျွန်တော်ယုံနေသေးရယုံတယ်ရောလူကတက်ဟို3မွေးလောက်ပိုင်းပြီးလို့ရှိရင်လား3မွေးလောက်ပိုင်းပြီးလို့ရှိရင်ဖြုတ်လာတာဟုတ်ဒီညာလေးမှာတိုင်းပြီးဟိုတွန်းနေလားမှန်တယ်ဟိုယွန်းတက်တာကိုပြောတာကျွန်တော်ကတက်ခေါင်းမင်းကငါတက်တာငါဖမ်းတဲ့ကောင်ငါတက်တာအဲ့တော့ဆာရှင်ကြီးက3မွေးလောက်ပိုင်းဖြုတ်နှုတ်ကောင်အောင်တက်တော့ဘာဖြစ်လဲအသားတွေထွက်လာဝါသားဒုံရိုးတွေပါရောက်လို့မရဘူးလူကြီးအဝါရောလေးတော့ဆမ်းနေခုမှလို့ဟမ်ခုမှလို့အဲ့ဒီငါကတော့သူတို့သားရတယ်ဘယ်လိုတော့မလဲဆောက်လို့တော့ငါမသိဘူးကိုရီတို့ဘာလို့နော်ကိုဆိုနော်ကိုရီကျွန်တော်ညီဖျက်ရမ်းချစ်တယ်လေး6ချက်တော့ခေါ်ချက်ပေါ်မယ်မယုံလားမယုံရင်လာပြီးကြည့်လိုက်တက်တဲ့နေရာမှာ expert မဲရမလို့မဲရမလို့ကြိုက်တာပြောကျွန်တော်ကငငယ်လေးကတက်တာဝမ်းတာပါသူများတော့ကျွန်တော်အသားနာမှာတော့အရင်ကြောက်ကိုဟိုလိုတိတ်တယ်ကိုလိုတော့မရကျွန်တော်သားသေးရင်တော့ကြောက်မရဘူးဘယ်ကောင်းမှမခံဘူး